တခါကတိတ်ဆိတ်ငြိမ်သက်တဲ့တော်နှစ်ကြီးထဲမှာပုံမြင်တွေကိုချစ်မြတ်လို့တဲ့စော်ရဆိုတဲ့ဇီကွက်ငယ်လေးတစ်ကောင်ရှိခဲ့ပါတယ်။သူဟာရှင်းကောင်းတန်နာရီတွေကသူရဲ့ကောင်းချစ်လေးဖြစ်တဲ့ Guardians of Kahuri အကြောင်းကိုအိမ်မက်နဲ့ရင်းကြည့်ပြန်လာသူပါ။ဒါပေမဲ့ကန်ဂျမိုင်းရဲ့အလှည့်ပြောင်းကြောင့်သူနဲ့သူ့ကိုကလပ်တို့ဟာမကောင်းဆိုးဝါးတွေရဲ့ဖန်ဆီးခြင်းကိုခံလိုက်ရတဲ့အခါစော်ရန်အတွက်တော့တန်နာရီဆိုတာနားထောင်မှုတသက်မဟုတ်တော့ပဲတကယ်လက်တွေ့ဘဝမှာသူရဲ့ကောင်းတစ်ယောက်ဖြစ်လာဖို့စွမ်းစားကန်တွေတာတင်ရပါတော့တယ်။ကျုပ်ရှင်ကိုဇီကွက်မိသားစုလေးတကူတတော်တွေကသူတို့အတိုင်းမှာစော်ကစားနေရနဲ့စတင်ထားပါတယ်။အဖြစ်ဖြစ်သူနော်တက်စတာအစာရှာပြီးပြန်လာပြီးကလေးတွေကိုအိပ်ဖို့ပြင်မိပါတယ်။တာငယ်စော်ရန်ဟာမကောင်းဆိုးဝါးတွေကိုတိုက်ခတ်ပြီးဇီကွက်နိုင်ငံတော်ကိုကယ်တင်ခဲ့တယ်။သူရဲ့ကောင်းကာရီယန်ဆော့ကဟူပုံမြင်တွေကိုအလွန်ဆွဲလန်းနေသူပါ။ဒါပေမဲ့အကူဖြစ်သူကလပ်ကတော့ဒါရီဖို့ပိုဝေလို့တင်နေပါတယ်။အမလေးအကလန်တိုင်းကမကောင်းဆိုးဝါးကောင်းဆောင်မတဲပြီးတကယ်ရှိလာလို့မေးတဲ့အခါစော်ရန်ကသူ့ရဲ့ကောင်းလိုက်ဆော့ခီဟာမတဲပြီးရဲ့မျက်နှာကိုတိုက်ပွဲမှာအမာရွတ်ထင်အောင်လုပ်ခဲ့လို့မျက်နှာဖုံးစထားရကြောင်းပြန်တွေ့ပြပါတယ်။ဒီနေ့မှာအဖေဖြစ်သူကညီဖိုးနှစ်ယောက်ကိုတကိုင်းကူချင်းတင်ငယ်စာတင်မိပါတယ်။ကလပ်ကအဖေရှိမှအစမ်းပြခြင်းပေမဲ့စော်ရန်ကပို့ပြီးပါရမီပါနေရကြောင်းကလပ်ကမနာလို့ဖြစ်ပါပါတယ်။မိဘတွေအမဲလိုက်သွားချိန်မှာစော်ရန်ကကလပ်ကိုတိုက်ပွဲကစားနည်းနဲ့ညှို့ဆွဲပြီးအပြင်ထွက်ခိုင်းရကနေနှစ်ယောက်လုံးမြေပြင်ပေါ်ပြုတ်တာပါပါတယ်။အဲဒီမှာ Tasmanian Devil ရဲ့တက်ခိုက်မှုကိုခံရစမှာပဲ။ Jude နဲ့ Just ဆိုတဲ့ဇီကွက်ချင်းနှစ်ကောင်ကသူတို့ကိုဖမ်းပြီး Saint Achilles ကိုခေါ်သွားပါတယ်။လမ်းမှာစော်ရန်ဟာ Giffy ဆိုတဲ့ဇီကွက်လေးနဲ့တည်ချမ်းခဲ့ပါတယ်။ Saint Achilles ရောက်တဲ့အခါမေဘီယာနိုင်ရာကဇီကွက်တွေကိုစစ်သည်ထိုင်တိုနဲ့အလုသမားဖိခါဆိုပြီးခွဲလိုက်ပါတယ်။စော်ရန်နဲ့ Giffy ကပြန်ပြောမိလို့အလုသမားအုပ်စုရဲ့အထက်ခံရပြီးကလပ်ကတော့သူ့ညီကိုပြစ်ပယ်လိုက်လို့မေဘီယာရဲ့မျက်နှာသားပေးမှုကိုရရှိသွားပါတယ်။ဖိကာတွေကိုလိုက်ရအောင်မှအိတ်ခိုင်းပြီးစိတ်တက်ပိုင်းဆိုင်ရာထိန်းချုပ်တဲ့ Mont Blanc လုပ်ပေးမယ်။စော်ရန်နဲ့ Giffy ကတော့မအိပ်ပဲအယောင်ဆောင်နေခဲ့ပါတယ်။သူတို့ဟာအစာဟောင်းတွေကနေမတဲပြီးအတွက်လိုဝက်လက်နဲ့လှုပ်ဖို့တန်လိုက်အမုံတွေကိုရှာဖွေရပါတယ်။ဒီတန်လိုက်အမုံတွေဟာစူပေါင်းလိုက်ရင်ဇီကွက်တီပြန်တန်းလို့မရအောင်လုပ်နိုင်တဲ့စွမ်းအားရှိပါတယ်။ Grimble လို့ခေါ်တဲ့ဇီကွက်ကြီးဟာစော်ရန်တို့ကိုကူညီဖို့ဆုံးဖြတ်ပြီးပြန်တန်းပြီးလှုပ်ဝက်တင်နေပါတယ်။နိုင်ရာတို့တည်သွားတဲ့အခါGrimble ကသူတို့ကိုလွတ်အောင်ကူညီရင်တိုက်ပွဲဝင်ကအသက်ပေးသွားခဲ့ပါတယ်။စော်ရန်နဲ့ Giffy ဟာပင်လယ်ကိုဖြတ်ပြီးဂါရီယန်နေစီသွားဖို့ကြိုးစားရင်လမ်းမှာတစ်ကာနဲ့ Twilight ဆိုပဲတငယ်ချင်းတွေပြီးတော့သူတို့အိမ်အောင်မွေးမကြီး Mrs. D နဲ့တုံ့ပြန်ခဲ့ပါတယ်။ရှေ့ဖြစ်ဟောတဲ့စူးကောင်ရဲ့လက်ညှိုးမှုနဲ့အတူသူတို့ဟာဂဟူးအပင်ကြီးစီကိုရောက်သွားပါတယ်။အဲဒီမှာစော်ရန်ဟာသူအတိုက်ရတဲ့ Lights of Key အီဆန်ရနဲ့စကဲဆောင်ပြပြီးစစ်ပညာတွေပင်ရပါတယ်။တစ်ဖက်မှာတော့ကလပ်ဟာမတဲပြီးရုံကြည့်မှုကိုရအောင်မြန်မာလေးအကလတ်တိုင်းကိုတော့ဖန်ခေါ်လာပြီး Mont Blanc လုပ်ခဲ့ပါတယ်။ Guardians အဖွဲ့ကအယ်လိုမီယာဟာတစ်စပေါက်တူဖြစ်ပြီး Guardian စတဲ့ကြီးကိုတန်လိုက်ထောင်ချောက်ထဲဆက်ခေါ်သွားပါတယ်။ Guardian နီဟာတန်လိုက်လက်နက်ကြောင့်ပြန်တန်းလို့မရပဲမြေပြင်ပေါ်ပြိတ်ကျသွားချိန်မှာစော်ရန်တို့အဖွဲ့ရောက်လာပါတယ်။စော်ရန်ဟာမိကိုအုံပြုပြီးတန်လိုက်ထောင်ချောက်ကိုဖျက်ဆီးလိုက်လို့ Guardian နီပြန်တဲ့တိုက်ခိုက်နိုင်ခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာကလပ်ကစော်ရန်ကိုရန်သူအဖြစ်တိုက်ခိုက်ပေမဲ့နောက်ဆုံးမှာကလပ်ဟာမိတော့တွေတည်းပြိတ်ကျသွားပါတယ်။စော်ရန်ဟာမတဲဘီကိုအနိုင်ယူလိုက်နိုင်ပြီးနိုင်ရာနဲ့ကျန်တဲ့ရန်သူတွေစုခွာသွားကြပါတယ်။စော်ရန်ဟာသူ့မိဘတွေနဲ့ပြန်ဆောင်တွေ့ပြီးသူနဲ့သူ့တငယ်ချင်းတွေဟာကဟူရဲ့အငယ်ဆုံးဂါရီယန်သူရဲ့ကောင်းမြတ်အဖြစ်ပွဲအနှံ့ခံရပါတယ်။သူတို့ဟာနောက်တစ်ချိန်မှာနိုင်ရာပြန်လာရင်ကာကွယ်နိုင်ဖို့အတွက်မျိုးဆက်သစ်တွေကိုပုံမြင်တွေတမိုးထားမှုတွေတင် जा ပေးရင်ဇလန်ပြီးဆုံးသွားပါတယ်။တိုက်ပွဲတွေရဲ့မိကုံးတွေငြိမ်သက်သွားတဲ့အခါစော်ရန်ဟာသူအားကြခဲ့ရတဲ့တဏှာရီတွေကသူရဲ့ကောင်းတစ်ယောက်အဖြစ်ကဟူအပင်ကြီးအောက်မှာဂုဏ်ယူစွာရပ်တည်နိုင်ခဲ့ပါတယ်။ဒီဇလန်လေးကိုသဘောကျတဲ့ဆိုရင်တော့မိုင်လေးပေးခဲ့ဖို့မမေ့ပါနဲ့ဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဇလန်တွေကိုအမြဲတင်ဆက်ပေးသွားမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးပါအောင်ခင်ဗျာ။နောက်ထပ်ဗီဒီယိုတွေမှာဆက်ဆောင်ကြမယ်နော်။